ဒီတစ်ခေါက်သင်ခန်းစာမှာနောက်ထပ်မိကုံးပုံစံတစ်မျိုးကိုဆက်ကြည့်ကြမယ်ပေါ့နော်ဒီတစ်ခေါက်ကဘာဟိုမိတဲ့ပုံစံမျိုးလဲဆိုရင် email ကိုမိတာဖြစ်ပါတယ်ခါစင်းပြီးတော့ email ကိုထုတ်မြင်တားထားတဲ့စာကြိုင်အဓိပ္ပာယ်ကိုမိတာဖြစ်ပါတယ်မြင်ရတော့မြင်နေတားထားမှာပေါ့နော်ခိုးတဲ့ဆိုတဲ့အားတဲ့ဆိုရင်လည်းမြင်တာမှာပဲအဲရှေ့မှာတွေ့ခဲ့တဲ့ဟိုဗာလဲဓာတ်တွေကနားနီကိုဆိုလို့ရှိရင်လည်းဘယ်သူကလောက်တာလဲဆိုတော့မြင်တာသေးတာပဲပေါ့နော်အခုဒီတစ်ခေါက်ကကျတော့မြင်တားထားတဲ့ဟာကိုမှ email ကိုအဓိကထားအဲ့တော့အဓိပ္ပာယ်ကိုမေးတာမြင်တတ်ထားတဲ့ဟာရဲ့အဓိပ္ပာယ်ကိုမေးရဲဆိုတော့အဲ့ဒီဟာဒီစာကြောင်းရဲ့အဓိပ္ပာယ်ဒီစာကြောင်းပဲမဟုတ်ဘူးလားလို့ပြောလို့ရှိရင်တေချာပေါင်းအဲ့မြင်တတ်ထားတဲ့စာကြောင်းကရှေ့ကစာပိုက်ဖန်တီတွေကဘာတွေလာမှလဲဆိုရင်ခိုင်းလောက်ထားတဲ့ဟာမျိုးတွေတကယ် main ပြောခြင်းတဲ့အကြောင်းအရာကိုခိုင်းလောက်ပြီးတော့အနှစ်ချုပ်ပြီးပြောထားတဲ့စာကြောင်းမျိုးတွေကားမဝင်တင်စားပြီးပြောတဲ့ဟာမျိုးတွေတကယ်အဖြစ်မှန်တော့တမျိုးဒါပေမဲ့အဲ့ဒါကိုနားလဲအောင်လို့သဘောပေါက်လဲအောင်လို့တင်စားပြီးပြောတဲ့စာကြောင်းမျိုးတွေအဲ့ဒါမျိုးတွေကိုမြင်တတ်ထားပြီးတော့ဘာအဓိပ္ပာယ်ကိုမေးတာလဲဆိုပြီးတော့စာခိုင်းတာပေါ့နော်အဲ့လိုမျိုးဆိုရင်မေကုန်းနေက何々とはどういうことかある何々とはどういう意味かある何々が意味していることは何かあるဒါမျိုးတွေမေးတာပေါ့နော်အဲ့လိုမေကုန်းမျိုးတွေတွေ့လာလို့ရှိရင်ဟောဒါ意味ကိုမေးနေပါလားပေါ့โอเคအဲ့လိုဆိုရင်ဘယ်လိုဖြေကြမလဲဆိုတော့အဓိကကဘာလဲဆိုလို့ရှိရင်ခါရဲကိုလိုက်ရှာဖို့ပဲနော်တေချာပေါင်းမြင်တတ်ထားတဲ့ဟာကိုဖတ်ပြီးလို့ရှိရင်အဲ့မြင်တတ်ထားတဲ့စာကြောင်းရဲ့ရှင်းနားနောက်နားမှာရှိနေတဲ့ဇင်းကိုဆိုရှင်းနားနောက်နားမှာရှိနေတဲ့ခါစင်းမှုရဲ့ခါရဲကိုလိုက်ရှာမှာโอเคเนาะခိုင်းဆိုရင်ဒီနေရာမှာဘာလဲပါမှာလဲဆိုရင် he you နဲ့ပတ်သက်တာလည်းပါမယ်ပေါ့နော်တင်စားပြီးပြောတဲ့ဟာဘယ်သူ့ကိုတင်စားပြောရလဲဆိုတာကိုလည်းလိုက်ရှာမယ်ပေါ့โอเคတခါလေကြာလို့ရှိရင်သူရှိကြီးကိုတွေ့လာလေးရှိတယ်ပေါ့နော်ခို့ဆိုဆိုတာမျိုးတွေ့လာလေးရှိတယ်အဲ့လိုမျိုးတွေ့လာလို့ရှိရင်လည်းအဲ့ဒီဟာတွေရဲ့ဘာကိုညီညွှန်းနေရလဲပေါ့နာနီကို search state ကဘာကိုညီညွှန်းနေလဲဆိုတာတေချာပေါက်ကြည့်တယ်ပေါ့နော်အဲ့လိုမှဘာကိုပြောချင်လဲဆိုတာသိပါပေါ့နော်အဓိကသိရမှာ email ကိုမေးလို့ရှိရင်တေချာပေါက်တင်စားပြောတာမျိုးရှင်းပြတာတွေကိုလိုက်ရှာမှာโอเคနော်ညဒါဆိုရင်နမူနာကြည့်ပါမယ်အဲ့တော့မေခွန်းရှိမယ်ဒါမေခွန်းအဲ့မေခွန်းကဒိုးယူခိုတိုကအဓိပ္ပာယ်ကိုမေးတာပါနော်အဲ့ဒါဘာမှလဲဆိုရင်ဒီမှာဖြစ်ပါတယ်โอเคနော်အဲ့တော့ဒီအဲ့မေခွန်းဖတ်ကြည့်မယ်ဆိုလို့ရှိရင်အဲ့မြင်တတ်ထားတဲ့စာကြောင်းဖတ်ကြည့်မယ်ဆိုရင်토이와 타다 소지라에 모치 고사래를 닦게다 미공아 아래 에이베고 뿅과 영리베 렛로에 빌라 영리베 모치 고사래도 렛로에 빌라이 되다 봐봐 미공아 에이베고 뿅과 되다 봐 미공아 에이베고 렛로에 빌라이 되다 봐봐 그래서 상하이나 생각하지면서 이제 미공 사바 미공래 오케이 에리 베고 사 베베고래 오케이 너 에이 베고 사 베베고래 다 솔루션이 눈에 나이신 몇 고치라 여 베하 피면 해ဒီနှစ်ခုကိုရနိုင်ဖြေရပြီမေကုန်းကဗာမေကုန်းလဲဘယ်မေကုန်းကဘယ်ဘက်ကိုရောက်သွားလဲဆိုတော့အဲ့ရောက်သွားတဲ့ဘက်ကိုရှာနှစ်ခုရှာနိုင်ရတယ်မေကုန်းကဘာလို့ဆိုလိုတာလဲဆိုကြည့်တာဆိုတာဘာကိုညွှန်းတာလဲအဲ့ဒီဟာကိုရှာနိုင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်အဖြေရမှာနော်အဲ့ဒါဆိုလို့ရှိရင်ဘယ်ကနေဖတ်မလဲဆိုတော့အနည်းဆုံးနော်အစအနေဒီအပိုက်ရဲ့အစအနေဖတ်ကြည့်ပါနော်မေကုန်းလိုက်ရှာမှာထိုးကြီးဆိုတာဘာကြီးလဲလို့အရင်ရှာမယ်နော်基本語彙の語源は本当に問うてはいけないかもしれない。ဒီမှာကမေးခွန်းတွေ့ပြီတွေ့လားထိုးတယ်ပါいけないဆိုတော့ထိုးတယ်ပါいけないလို့ပြောရတယ်တူတူပဲနော်ထိုးတယ်ပါဆိုဥဝန်းဘင်းပေါ့နော်မသိလဲပါမဖြစ်ထိုးတယ်ပါいけないလို့ပြောတာမေးလို့မဖြစ်ဘူးလို့ထင်တာပဲတဲ့ဘာမေးခွန်းကိုမေးလို့မဖြစ်ဘူးလို့ထင်တာပဲလဲဆိုတော့လာပြီမေးခွန်းဘာမေးခွန်းကိုမေးလို့မဖြစ်ဘူးလို့ထင်တာလဲဆိုတော့基本語彙の語源အခြေခံစကားလုံးတွေဘယ်ကလာလဲ語源ဆိုတာရင်းမြစ်ကိုပြောတာဥမာတောင်တို့မြစ်တို့ရေတို့မီးတို့အဲ့ဒီစကားလုံးတွေရဲ့မူလဇင်းမြစ်ကဘယ်ကလာလဲဆိုရင်မိကုန်皆さんစဉ်းစားကြည့်ပန်းတီကိုဘာလို့ပန်းတီလို့ခေါ်လဲလိမ္မော်တီကိုဘာလို့လိမ္မော်တီလို့ခေါ်လဲโอเคလိမ္မော်တီကလိမ္မော်ရောင်ရှိလို့ထားပါတော့လိမ္မော်ရောင်ဘာလို့လိမ္မော်လို့ခေါ်ရလဲပန်းတီဘာလို့ပန်းတီလို့ခေါ်ရလဲဒါမျိုးပေါ့နော်အဲ့လိုမျိုးခင်ဟောင်းကိုကြီးတွေရဲ့ခေါ်ကန်းကိုမေးလို့မဖြစ်ဘူးထင်တာပဲဆိုတော့ဒါဆိုရင်မေးခွန်းကဘာလဲလို့ပြောလိုက်ရင်မေးခွန်းကထိုးကြီးကဘာလဲလို့ပြောလိုက်ရင်ခင်ဟောင်းကိုကြီးနော်ကိုကန်းအဲ့ဒါဘယ်ဘက်ကိုရောက်သွားလဲနော်နောက်ကကောင်လေးကဘာဖြစ်မှလဲဆိုရင်သူ့ကိုsupport လုပ်ပေးရမယ်တို့လေးနာအောင်နားလည်အောင်ရှင်းပြတာโอเคဒါဆက်စမေးနောက်ကရှင်းပြတာပေါ့နော်ဥမာ地面の高いところが山ခက်မြင့်မြင့်လေးဂုံးမမိုးလေးဖြစ်နေနေရာကိုတောင်လို့ခေါ်တယ်စနေနီ水が流れるところは川ရေတွေအများနဲ့စီးနေတဲ့နေရာကိုမြစ်လို့ခေါ်တယ်အဲ့ကြောင်ရင်လီယူဒီနေရာမှာတောင်ကိုဘာလို့တောင်လို့ခေါ်ရလဲမြစ်ကိုဘာလို့မြစ်လို့ခေါ်ရလဲဆိုလီယူကဘာကိုပြစင်တာလဲဆိုရင်ဂေါ်ကန်လို့ပြောတာဆိုတော့ခိုင်လို့ပြောတာတူတူပဲပေါ့နော်အဲ့တော့ဒါမလို့အဲ့တော့မေကွန်ရှာတွေ့ပြီး基本語彙の語源ဆိုတဲ့မေကွန်ကတဲ့အဲ့တော့日本語の起源に遡って OK ရှာကြပြီ
Saka no boru lo like be. Bayani la lesa like shabi or tatueva, sojava dure. Tamiru go de aruna do setsme or tate demo. Sojavazo. Yama says a town says a galong, me says a galonga, Tamil Zagala, Indian and down, Tamil Zagala. Lubio in le. Sinajibano. Okay. Japan bada gama shini Yamaga, Tamil bada zagala. ဒါဆိုရင်皆さんဆက်စဉ်းစားကြည့်ပါဦး။ဒါဆိုရင်တမေဘာသာစကားမှာကျတော့ဘယ်ကလာတာလဲဆိုပြီးတော့ဆိုရတဲ့ဂိုဂင်းအာကီရကာနီနာတွေဝါခေတဲ့ဟာနိုင်ထင်းထင်းရှားရှားသိသွားတာဆိုမသိသွားဘူးလေဂျပန်စကားမှာနမူနာပြောပြရနော်တကယ်ဟုတ်ချင်မှလည်းဟုတ်မယ်ဂျပန်စကားမှာယာမဆိုတဲ့စကားလုံးကအိန္ဒိယတမေစကားလားအဲ့ဒါနဲ့ပဲအဖြေသိသွားပြီလားဆိုတော့မသိသေးဘူးဒါဆိုရင်အိန္ဒိယတမေစကားမှာဒီလိုဘာကြောင့်ခေါ်တာလဲဆိုတဲ့အဖြေအဲ့ရနေထက်ဆိုင်နဲ့ထပ်ပြီးတော့ပွားသွားအောင်ပါပဲပေါ့နော်အဲ့တော့ဆိုလိုတာကဒီဘယ်ရလာတာလဲဆိုတဲ့မေးခွန်းကဆိုကြပါစို့နမူနာအနေနဲ့ဆိုလို့ရှိရင်တမင်စကားကိုရောက်သွားတဲ့သဘောပဲတမင်စကားကိုလက်လွှဲပေးလိုက်တဲ့သဘောပဲโอเคနော်ဂျပန်ဘာသာဗေဒပညာရှင်တွေကယာမဆယ်စကားလုံးကတမင်စကားကလာပါတယ်လို့သက်သေပြလိုက်နိုင်တယ်ဆိုလို့ရှိရင်တောင်မှဒီတစ်ခေါက်ကျတော့တမင်ဘာသာဗေဒပညာရှင်တွေဒီစကားကဘယ်ရလာလဲဆိုပြီးထပ်ပြီးတော့သက်သေပြရမယ်ပုံစံဖြစ်သွားတယ်ပေါ့နော်တကယ်အဖြေကတော့ရှာလို့တွေ့သွားမှာမဟုတ်ဘူးအဲ့လိုမျိုးမို့ခိုစားတဲ့ဆိုတာလက်လွှဲပေးလိုက်တဲ့သဘောပဲဒီဘက်ကဂျပန်ပညာရှင်တွေကတမင်ပညာရှင်တွေလက်လွှဲပေးလိုက်တဲ့ပုံစံပါပဲတဲ့အဲ့ဒါကိုပဲထိုးကြီးပါထတာဆိုကြည်တာရဲ့မို့ခိုစားတဲ့လူတာကဲတာအဖြေကတော့တွေ့မသွားပါဘူးလို့ပြောတာအဲ့နော်လက်လွှဲပေးလိုက်တဲ့သဘောပဲဆိုတာအဖြေတွေ့မသွားပါဘူးလို့ပြောချင်တာနဲ့တူပါပဲโอเคနော်ကြာဒါဆိုလို့ရှိရင်မေးခွန်းကဘာဖြစ်မလဲဘယ်ဘက်ကိုလက်လွှဲပေးလိုက်တာဖြစ်မလဲဆိုတာရှားမှာဖြစ်ပါတယ်အဲ့တော့မေးခွန်းကဘာလဲဆိုတော့ Gogan ဘယ်ကလာလဲဘယ်ဘက်ကိုလက်လွှဲပေးလိုက်တယ်ဆိုတော့တမင်စကားဘက်ကိုလက်လွှဲပေးလိုက်တာပေါ့နော်ဒီနေရာမှာအဲ့တော့ဘာဖြစ်မလဲပေါ့နော်4番にさじちや日本語の起源に遡れば語源がわかるのかという問題を考えることになるဂျပန်စကားလုံးမှာရှိတဲ့စကားလုံးမျိုးရှိဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်語源がわかるのかတကယ်မေးခွန်းကဘာလဲတကယ်မေးခွန်း基本語彙の語源は何かဒီမှာပြောထားတာကျတော့語源がわかるのかနောက်ပြီးတော့ဗာလဲရှေ့ကိုဆက်လိုက်ရင်တောင်မှတမိုင်းကြောင်ခြေရခံရင်တောင်မှတကယ်ရင်းမြစ်ကိုသိရပါမလားဆိုတဲ့မေးခွန်းမျိုးမဟုတ်ဘဲနဲ့မူရင်းစကားလုံးတွေရဲ့စကားလုံးတွေဘယ်ကလာတာလဲဆိုမေးခွန်းနော်မေးခွန်းတူတရားအောင်နဲ့မတူနေပါဘူးโอเคနော်မေးခွန်းက基本語彙の語源は何かဒီမှာကျတော့語源がわかるのかဆိုပြီးတော့နည်းနည်းလွဲနေပေါ့နော်လွဲနေတဲ့အတွက်မှာပါတယ်3番日本語の起源は本当にタミルなのかという問題を考えることになる。本当にタミルなのかဆိုမဟုတ်ဘူးနော်ဒီမှာငကိုကလေးက例えばလို့ပြောထားပြီလားတကယ်ပဲတမင်စကားဆိုတာလိုက်ရှာကြရမလို့နေဦးဒါနမူနာပြောပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဟာကြီးကလည်းလွဲနေပေါ့2番語源は何かについてဒါတော့ OK ပဲこの文章の読者が新たに考えることになるဒီစာပိုက်ကိုဖတ်နေတဲ့ကျွန်တော်တို့ကစဉ်းစားရမှာလားဆိုမဟုတ်ပညာရှင်တွေကြားထဲမှာစဉ်းစားရမှာဂျပန်ဘာသာဗေဒပညာရှင်တွေယာမတမေရလာတယ်လို့ပြောလိုက်လို့ရှိရင်တမေဘာသာဗေဒပညာရှင်တွေဒါဆိုရင်တမေရရောဘယ်ကလာရလဲဆိုပြီးထပ်ရှာရမယ်ပုံစံရောက်တော့မှာပေါ့နော်လက်လွှဲပေးရတာဖြစ်တဲ့အတွက်ဒုက္ခဆိုတဲ့နေရာမဟုတ်ပါဘူးဆိုတော့1番タミル語での語源は何かについて新たに考えることになる OK နော်ဂျပန်စကားမှာရှိနေ語源တမေရလာတယ်လို့ပြောလိုက်ရင်တမေစကားမှာရှိနေ語源ရောဘယ်ကလာလဲဆိုပြီးထပ်စဉ်းစားရမယ်ပုံစံလက်လွှဲပေးလိုက်တဲ့ပုံစံဖြစ်သွားပါတယ်ဂျပန်နေတမေကိုလည်းလွှဲပေးလိုက်တဲ့ပုံစံမေးခွန်းကဘာလဲဆိုတော့語源は何โอเคနော်じゃあအဖြေမှ1番ဖြစ်ပါတယ်ထိုဤကဘာလဲလို့မေးနိုင်ဒီနေရာမှာ語源は何かそちらへဆိုဘယ်ဘက်ကိုလဲဆိုထမီတို့ပေါ့โอเคလက်လွှဲပေးလိုက်တဲ့မိုးခိုးစားတဲ့လူဆိုဘာလို့ခိုင်းလိုက်တာဆိုအဲ့ဘက်ကပညာရှင်တွေကိုအာရတန်ဒီခံနိုင်တယ်ကိုတို့နေနာတွေးခိုင်းလိုက်တဲ့သဘောပဲโอเคနော်အဖြေမှ1番ဖြစ်ပါတယ်အဲ့တော့ email ကိုလိုက်ရှာခိုင်းရတဲ့ဟာကအဲ့ email ရဲ့မြုပ်နေတဲ့နေရာကိုမြင်နိုင်မှရမယ်ပေါ့နော်အဲ့လိုမြင်နိုင်ဖို့အတွက်ကတော့စာများများဖတ်ရမယ်ဒီမှာလည်းကျွန်တော်ရှင်းပြသွားမှာဆိုတော့မိနာဆန်တို့ဖတ်တဲ့ပုံစံတွေတော့နောက်ထပ်ဘယ်နှပုတ်လောက်ရှိမလဲဆို6ပုတ်လောက်ရှိအောင်ပဲပေါ့နော်နောက်ထပ်ပုတ်စာ6ခုလောက်ကနေပြီးတော့ဖတ်တဲ့ပုံစံကိုယူသွားလို့ရှိရင်တော့နည်းနည်းတော့စာဝါမိလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်နောက်လေ့ကျင့်ခန်းတွေကိုကိုယ်တိုင်ဖြည့်ကြည့်ပါစဉ်းစားကြည့်ပေါ့နော်ခိုင်ရပါလဲလိုက်ရှာကြည့်ပြီးရင်ဘာတွေကိုတင်စားပြောနေရတယ်လိုက်ရှာကြည့်ပေါ့နော်အဲ့လိုဆိုရင်အဖြေရပါလိမ့်မယ်ဒါဆိုရင်နောက်သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်